ခင်ဗျဒီနေ့မြင့်မိုရောင်းတဲ့ထိုင်းတီအကြောင်းလေးနည်းနည်းရှင်းပြပေးပါမယ်ခင်ဗျမြင့်မိုမှာပုံမှန်အဖြစ်ထိုင်းတီ2ဆောင်တွဲတွေရမယ်တစ်ဆောင်ချင်းတွေရမယ်3ဆောင်တွဲတွေရမယ်5ဆောင်တွဲတွေရမယ်ပေါ့နော်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ရှင်းပြပေးသွားပါမယ်ထိုင်းတီကတော့ပုံမှန်အဖြစ်1ရက်နေ့နဲ့16ရက်နေ့များသောအားဖြင့်ထွက်ပါတယ်များသောအားဖြင့်လို့ထွက်တယ်လို့ပြောလိုက်ခြင်းကတခါတလေကြားလို့ရှိရင်နေတူးနေမြက်တွေကြားလို့ရှိရင်ရက်နောက်ဆုတ်လို့ရှိပါတယ်ဥပမာမေ1ရက်လိုနေမျိုးတွေဆိုလို့ရှိရင်1ရက်နေ့ကိုပိတ်ပေးပြီးတော့2ရက်နေ့မှထွက်တာမျိုးထိုင်းဘရင်တွေနဲ့တိုက်ဆိုင်တဲ့နေ့တွေဆိုလို့ရှိရင်သူတို့ရဲ့နေတူးနေမြက်တွေနဲ့တိုက်ဆိုင်သွားလို့ရှိရင်16ရက်နေ့ထွက်မဲ့ဒီက18ရက်နေ့မှထွက်တာမျိုးအဲ့ဒါများသောအားဖြင့်ဖြစ်လို့ရှိပါတယ်လွယ်မှတ်ရမယ်ဆိုလို့ရှိရင်ထိုင်းတီကိုဒီမြန်မာတွေထိုးတဲ့3လုံးနဲ့တိုက်ပြီးတော့မှတ်လို့ရပါတယ်မြန်မာတွေကထိုင်းတီရဲ့ပထမစုရဲ့နောက်ဆုံး3လုံးကို3လုံးဆိုပြီးတော့ထိုးလေးရှိတာကြောင့်အဲ့ဒီနေ့ထိုင်းတီထီထွက်မယ်ဆိုလို့ရှိရင်ထိုင်းတီထွက်ပါတယ်ဆိုတော့ထိုင်းတီဆိုတာဘာလဲဆိုတော့ထိုင်းတီဆိုတာ Thai Government Lottery ဖြစ်ပါတယ်ထိုင်းတီကနံပါတ်6လုံးပဲထုတ်ပြီးတော့အဲ့ဒီ6လုံးထဲမှာပတ်တန်ပေါင်းများစွာကိုထူးစီကြီးထုတ်ပြီးရှိပါတယ်ထိုင်းတီမှာတခြားစုကြီးတွေလည်းအများကြီးရှိပါတယ်အဲ့ဒါကိုတဖြည်းဖြည်းနဲ့ရှင်းပြပေးသွားပါမယ်ထိုင်းတီကပထမစုပေါက်လို့ရှိရင်ဘတ်6တန်းရပါတယ်ဘတ်6တန်းတစုတည်းလားဆိုတော့လည်းမဟုတ်ပါဘူးထိုင်းတီမှာ2ဆောင်တွဲတွေရှိမယ်3ဆောင်တွဲတွေရှိမယ်5ဆောင်တွဲတွေရှိမယ်10ဆောင်တွဲတွေရှိမယ်ဘတ်6တန်းက2ဆောင်ပေါက်လို့ရှိရင်ဘတ်12တန်းရမယ်3ဆောင်ပေါက်လို့ရှိရင်ဘတ်18တန်းရပါမယ်5ဆောင်ပေါက်လို့ရှိရင်ဘတ်တန်း30ရပါမယ်အဲ့လိုမျိုးတရားဝင်ထုတ်ပြီးတော့ချင်းမြင်ပေးတာဖြစ်ပါတယ်ထိုင်းတီကိုဝယ်လိုက်လို့ရှိရင်ဘာတွေကြည့်လို့ရမလဲဘယ်လိုမျိုးစစ်လို့ရမလဲဆိုပြီးတော့ကျွန်တော်တို့စဉ်းစားလေးရှိပါတယ်အဲ့ဒီရဲ့အဖြေကတော့ထိုင်းတီမှာနံပါတ်1 digit နံပါတ်6လုံးပါမယ်ပြီးရင် draw date ပါမယ် draw date ကတော့အရေးကြီးတယ်ဗျ16ရက်နေ့ထွက်မှာလား1ရက်နေ့ထွက်မှာလားဆိုပြီးတော့အဲ့ဒီထီလက်မှတ်မှာပါလေးရှိပါတယ်အဲ့ဒါကိုစစ်ဆေးလို့ရပါတယ်ပြီးတော့ထိုင်းတီက2ဆောင်တွဲလား3ဆောင်လား4ဆောင်လားဆိုပြီးတော့သူကဒီနံပါတ်တွေကိုအဲ့လိုမျိုးအတွဲလိုက်ဆိုပြီးရေးထားတာတစ်ဆောင်ချင်း3ဆောင်ပေါင်းထားတာပေါ့နော်အဲ့လိုမျိုးဥပမာ3ဆောင်တွဲဆိုလို့ရှိရင်တေချာပေါက်နံပါတ်2 3ဆောင်ရှိနေရပါမယ်တစ်ဆောင်နဲ့လုံးဝမဟုတ်ပါဘူးအဲ့ဒါကတတိပြုရမယ့်အချက်ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ထိုင်းတီမှာစောစောကကျွန်တော်ရှင်းပြထားသလိုပဲထိုင်းပထမဆုံးဘတ်6တန်းနောက်3လုံးတူတဲ့ခါကျလို့ရှိရင်ဘတ်4000ရတယ်ရှေ့3လုံးတူတဲ့ခါကျရင်ဘတ်3000ရတယ်အဲ့လိုမျိုးသူကအရှိတူနောက်တူတွေလည်းရှိပါတယ်ပြီးတော့အနိုင်ဆုံးစုကတော့ဘတ်2000ပါအဲ့ဒါကနောက်ဆုံးနှလုံးဆိုပြီးတီးတန့်ထုတ်တာရှိပါတယ်အနည်းဆုံးစုဆိုတာဘာကိုပြောတာလဲဆိုတော့1 2 3 4 5 6ကပထမစုစီဆိုလို့ရှိရင်1 2 3 4 5 5တို့1 2 3 4 5ခွန်တို့ဆိုလို့ရှိရင်အထောက်အောက်တပွင့် short တပွင့်တက်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဘတ်သိန်းစုရပါတယ်ဒီမှာ single 2ဆောင်တွဲ3ဆောင်တွဲ5ဆောင်တွဲဆိုပြီးအဲ့လိုမျိုးသူကမျိုးကွာသွားတာပေါ့နော်ဒီမှာတစ်ဆောင်ဆိုလို့ရှိရင်ဘတ်6တန်းရတယ်2ဆောင်ဆိုလို့ရှိရင်ဘတ်12တန်း3ဆောင်ဆိုလို့ရှိရင်ဘတ်18တန်း5ဆောင်ဆိုလို့ရှိရင်ဘတ်တန်း30ဖြစ်ပါတယ်ဘတ်တန်း30ဆိုရင်တော်တော်များတဲ့ပမာဏဗျထိုင်းတီကိုကျွန်တော်တို့ဒီမှာဝယ်ယူမယ်ဆိုလို့ရှိရင်တော့နံပါတ်ကိုမြန်ရှာဖွေလို့ရတယ်ဒီ admin တွေကလည်းနံပါတ်ကိုရမရပြောတာမြန်ပါဗျကျွန်တော်တို့ mobile app နဲ့ website ကို develop လုပ်နေတာရှိတယ်တဖြည်းဖြည်းနဲ့ပြီးလာပါတော့မယ်ဒီ final stage ထိရောက်လို့ရှိရင်ကျွန်တော်တို့ announcement လုပ်ပါမယ်လက်ရှိကတော့ကျွန်တော်တို့ create လုပ်နေတော့ဖြစ်ပါတယ်လက်ရှိ T ကိုရှာဖွေမယ်ပြီးသွားလို့ရှိရင်ရမရကျွန်တော်တို့ပြောမယ်ပြီးသွားလို့ရှိရင်ငွေပေးဆောင်တဲ့အခြေအနေရှိလာမယ်ငွေပေးဆောင်နေဆိုတာကဒီအိမ်ရောက်ငွေချေမရတဲ့မျိုးတွေဆိုလို့ရှိရင်ငွေကျူလွှဲရပါတယ်အိမ်ရောက်ငွေချေရတဲ့မျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့အိမ်ရောက်ငွေချေပို့ပေးပါတယ်ရတဲ့မျိုးတွေကတော့ရန်ကုန်ရယ်မန္တလေးရယ်နေပြည်တော်ရယ်အဲ့3မျိုးကတော့ရပါတယ်တကယ်လို့မြမှုမှာပဲတင်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တင်ထားလို့ရပါတယ်တင်ထားအကြောင်းဓာတ်ပုံကိုနာမည်လေးရေးပြီးတော့ပို့ပေးပါတယ်တကယ်လို့ထီထွက်တဲ့ခါကြလို့ရှိရင်လည်းမြို့မိုရဲ့ admin တွေက reset ကိုစစ်ဆေးပေးပါတယ်ပေါက်တယ်ဆိုလို့ရှိရင်လည်း messenger နဲ့ပြန်ပို့ပေးပါတယ်မပေါက်ဘူးဆိုလို့ရှိရင်လည်းထီလက်မှတ်နဲ့မပေါက်ကြောင်းကိုလည်းပို့ပေးပါတယ်ဒါကတော့ COD ရတဲ့မျိုးတွေပေါ့နော်ရန်ကုန်ရဲ့မန္တလေးရဲ့နေပြည်တော်ရဲ့အဲ့3မျိုးကတော့ COD ရတယ်ရန်ကုန်ဆိုရင်ထီပို့ဆောင်ကတော့မန္တလေးနဲ့နေပြည်တော်ဆိုရင်လက်တလော4500လောက်ရှိတယ်ရန်ကုန်ဆိုလို့ရှိရင်တော့3500 4000 4500ဆိုပြီးတော့ဝေးရင်ဝေးတယ်လို့မျိုးdelivery charge လေးများသွားပါတယ်ဗျထီလက်မှတ်စုထုတ်ရမယ့်ပုံစံကဘယ်လိုများလဲဆိုတော့ထီလက်မှတ်ကိုကျွန်တော်တို့ထိုင်းမှာတရားဝင်လာထုတ်လို့ရတယ်မြို့မောကပေါက်တဲ့ထီလက်မှတ်တွေကမြို့မောကရောင်းတဲ့ထီလက်မှတ်တွေကထီလက်မှတ်အစ်စ်ဖြစ်တာကြောင့်လူချင်းမင်းနေနဲ့ရန်ကုန်မှာပဲမထုတ်ချင်ဘူးကိုကဘို flight စီးပြီးတော့
ဘန်ကောက်မှာလာထုံးမယ်ဆိုလဲရတယ်ဗျအဲ့အတွက်အရေးကြီးတာတော့လက်မှတ်ပဲယူလာခဲ့ပြီးဘန်ကောက်ရောက်လို့ရှိရင်မြို့မိုရဲ့ admin ကလိုက်ပြီးတော့ဆောင်ရွက်ပေးလို့လည်းရတယ်ဒါမှမဟုတ်ကိုယ့်ကိုလည်းထုတ်လို့ရတယ်ဆိုလို့ရှိရင်လည်းကိုယ့်ကိုထုတ်နိုင်ပါတယ်သူကဘယ်လိုမျိုးလဲဆိုရင်တော့ဒီ ticket ယူလာခဲ့မယ်ပြောလို့ရှိရင် passport ဆိုတာကျွန်တော်တို့ကတော့ passport လို့တယ်ပေါ့နော်ထိုင်း local တွေကကြတော့ government ID လိုနိုင်ပါတယ်ပြောလို့ရှိရင်ဒီပတ်စံကိုငွေသားယူမှာလားဘဏ်ကင်းနဲ့ယူမှာလားဆိုရင်နှစ်မျိုးသူတို့ဘက်ကထုတ်ပေးတာရှိပါတယ်တချို့ကတော့ငွေသားနဲ့ယူတယ်တချို့ကတော့ဘဏ်ကင်းနဲ့ယူတယ်ဘဏ်ကင်းနဲ့ယူတဲ့ခါကြလို့ရှိရင်တော့ပိုလျော်တာပေါ့နော်အများကြီးလည်းစိတ်စိတ်မလို့ဘဏ်ကောင်တွေကိုတန်းလွှဲလေးရှိပါတယ်မြန်လဲမြန်ပါတယ်15မိနစ်နိုင်ဘယ်လောက်ဆိုလို့ရှိရင်ဒီထုတ်တဲ့ process ကပြီးသွားပါပြီထီစုထုတ်တဲ့ခါကြလို့ရှိရင်မြို့မိုရဲ့အထမင်းကပါဝင်ဆောင်ရွက်ပေးလို့လည်းရပါတယ်ဒါမှမဟုတ်စောစောကပြောသလိုပဲကိုယ့်ကိုကျွမ်းကျင်နေဆိုရင်ထုတ်လို့လည်းရပါတယ်အရေးကြီးတာတော့ထီလက်မှတ်ပေါ့နော်မြို့မိုကထီလက်မှတ်တွေကစစ်မှန်ကြောင်းအာမခံတာကြောင့်ထိုင်း government မှာတရားဝင်ထုတ်လို့ရပါတယ်ဒါတော့ဒီမြို့မိုရဲ့ဒီမြို့မိုမှာရောက်တဲ့ထိုင်းတီအကြောင်းလေးကိုကျွန်တော်အချင်းချုပ်လေးရှင်းပြပေးတာပါနောက်ဆိုလို့ရှိရင်ဒီနာမည်ကြီးရဲ့ထိုင်းတီလက်မှတ်တွေနောက်ပြီးတော့မြို့မိုက